ဘာစီလိုနာအသင်းဟာချန်ပီယံလိရှုံးတဲ့16သင်းစဉ်ဒုတိယကြော့ပွဲမှာနျူကာဆယ်ကိုနူးကန်မှာ9ဂိုး2ဂိုးနဲ့အပြတ်သက်ဆုံးမခဲ့ပြီးဝိုင်းတိုက်စစ်မှုကြီးလီဝါဒိုစကီကလည်းစံချိန်မှန်နှောင်းကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာပထမပိုင်းပွဲစားချိန်တွင်ရာဖီညာမတ်ဘာနယ်တို့ရဲ့ဂိုးတွေနဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့နျူကာဆယ်တဲ့စကစားသမားအီလန်ကာကခြေပါဂိုးတွေသွင်းယူခဲ့ပါတယ်။အီလန်ကာဟာဆွီဒင်ကန်ဝင်ကြီးအီဘရာဟီမိုဗစ်နောက်ပိုင်းချန်ပီယံလိရှုံးတဲ့ဆင့်ပွဲစဉ်တစ်ပွဲမှာ2ဂိုးသွင်းနိုင်တဲ့ဒုတိယမြောက်ဆွီဒင်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ပထမပိုင်းပြီးကန်ဒီမှာရမာရောကပနတီကနေတတိယဂိုးသွင်းယူခဲ့ပြီးဒုတိယပိုင်းမှာတော့လီဝါဒိုစကီက2ဂိုးသွင်းယူခဲ့သလိုရာဖီညာဖာမင်လိုဘက်စ်တို့ကဂိုးတွေထွက်သွင်းခဲ့လို့ဘာစီလိုနာအသင်းဟာနှစ်ကြော့ပေါင်း8ဂိုး3ဂိုးနဲ့နိုင်ယူပြီးတော့ကွာတာဖိုင်နယ်တက်ခဲ့ပါတယ်။အသက်38နှစ်209ရက်ရှိပြီဖြစ်သူလီဝါဒိုစကီဟာ AC မီလန်ကန်နိုရဲ့စစ်မှုဖီလစ်ပိုအင်ဇာဂီကိုကျော်ဖြတ်ပြီးတော့ချန်ပီယံလိရှုံးတဲ့ဇင်းပွဲစဉ်ပွဲမှာ2ဂိုးသွင်းနိုင်တဲ့အသက်ကြီးဆုံးကစားသမားဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ဖီလစ်ပိုအင်ဇာဂီဟာ2020နိုဝင်ဘာလတုန်းကရီယယ်နယ်ပွဲမှာ AC မီလန်အသင်းတို့က2ဂိုးသွင်းပြီးတော့အသက်38နှစ်86ရက်နဲ့အဲ့ဒီစံချိန်တင်ရှိခဲ့ပေမဲ့ဆယ်စုနှစ်တစ်ခုကျော်ကြာမှာလီဝါဒိုစကီကသမိုင်းဝင်စံချိန်တင်ရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်လီဝါဒိုစကီဟာဘာစီလိုနာကန်ဝင်ကြီးမန်စီတင်ရှိထားတဲ့ချန်ပီယံလိပြောင်းမဲ့သမိုင်းတစ်လျှောက်ပြန်ဘက်အသင်းအရေးအတွက်အများဆုံးဂိုးသွင်းနိုင်တဲ့စံချိန်ကောင်းကိုလည်းချိုးပြနိုင်ခဲ့ပါတယ်။မန်စီဟာချန်ပီယံလိမှာပြန်ဘက်အသင်းပေါင်း40ဘက်ကိုဂိုးသွင်းနိုင်ခဲ့ပြီးအခုလီဝါဒိုစကီက42သင်းထိဂိုးသွင်းခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့14နှစ်ကအိုလံပီယာကော့စတန်ပွဲမှာဒေါ်မွန်အသင်းတို့ကဂိုးသွင်းပြီးပထမဆုံးချန်ပီယံလိသွင်းကိုစတင်ပိုင်ဆိုင်ခဲ့တဲ့လီဝါဒိုစကီဟာနျူကာဆယ်အသင်းကသူဂိုးသွင်းနိုင်တဲ့42သင်းမြောက်ဖြစ်လာပြီးအခုဆိုရင်ချန်ပီယံလိဘောင်ဝင်တစ်လျှောက်လီဝါဒိုစကီရဲ့သွင်းကိုရေတွက်က109ဂိုးထိရှိလာပါပြီ။